ကြားပြလုပ်ငန်းအကြောင်းကိုကျွန်တော်နားလေတလောက်ရှင်းပြမယ်ကြားပြလုပ်ငန်းဆိုတာလူငယ်တွေနဲ့ဘယ်လိုပတ်သက်နေလဲဘာကွာရေးကြောက်သူပဲရောက်နေမသိဖုံးဆက်လို့လည်းမရဒီတလောက်ပေါ့ဗျာရှင်းပြကြားပြလုပ်ငန်းဆိုတာသူကတရုတ်နိုင်ငံသားပညာရှင်တွေကနေပြီးစပြီးလုပ်လိုက်တာပဲဒီလုပ်ငန်းနည်းပညာထိပ်တန်းရောက်နေတဲ့တရုတ်နိုင်ငံသားနည်းပညာထိပ်တန်းရောက်နေတဲ့လူတွေကနေပြီးတော့ဒါတက္ကမလုံးမှာရှိတဲ့ကြားဖြတ်လုပ်ငန်းကြီးကြီးထွားလာအောင်လုပ်ခဲ့ကြတာအဓိကကြားဖြတ်လုပ်ငန်းရဲ့အဓိကသူပြစ်မှတ်ကတာဘယ်လိုတွေလဲဆိုတော့သူကအနောက်နိုင်ငံသားလူတွေကိုပေါ့နော်သူအမေရိကန်နိုင်ငံနဲ့အဲဒီနိုင်ငံတွေနဲ့ဥရောပနိုင်ငံအဲဒီနိုင်ငံတွေကရှိတဲ့လူတော်တော်များများပေါ့ပါတယ်ဗျတချို့ဆိုလို့ရှိရင်သူတို့တရုတ်နိုင်ငံသားတွေလည်းပါတာပဲတရုတ်နိုင်ငံဘောစီတွေလည်းပါတာပဲသူကဘယ်လိုလူမျိုးတွေလဲဆိုအသက်40အထက်ပင်စင်စားတွေငွေကြီးကြိုဝချမ်းသာတဲ့လူတွေပေါ့အဲ့ဒီလူတွေကိုသူကလိမ်ပါအဲ့ဒီလူတွေလိမ်ဖို့အတွက်သူကပြင်မှတ်ထားတာကျွန်တော်တီးသလောက်နော်ဒါကကျွန်တော်တီးသလောက်ပေါ့နော်ဒီမှာဘယ်လိုတွေရှိလဲဆိုတော့ကြားပြလုပ်ငန်းမှာသူကဘယ်လိုတွေရှိအောင်သူကလူမှောင်ခိုလုပ်ငန်းလည်းရှိတယ်သူကတရားမဝင်မူရည်စီဝါလုပ်ငန်းတွေအာဓမလုပ်သားစုဆောင်းတဲ့လုပ်ငန်းတွေတရားမဝင်ငွေကြီးခွာဝါချလုပ်ငန်းတွေလောင်ကစားလုပ်ငန်းတွေပေါ့ဒီလိုလုပ်ငန်းတွေနဲ့သူတို့ကလောက်ကင်နေကြတာပေါ့ကြားတဲ့လုပ်ငန်းကိုဘယ်လိုဘယ်နေရာမျိုးတွေမှာလုပ်လဲဆိုတော့ရှေ့တောင်အာရှနိုင်ငံတော်တော်များများမှာလုပ်တယ်အလွယ်ပြောရမယ်ဆိုရင်တော့ကြားပြလုပ်ငန်းကဆင်းရဲသားသူကဆင်းရဲတဲ့ဗါလဲပြောမယ်သူကဆင်းရဲတဲ့နိုင်ငံပေါ့ဆင်းရဲတဲ့နိုင်ငံတွေမှာသူကခြေကုပ်ယူပြီးတော့သူကလုပ်တယ်အဓိကဘယ်နေရာမျိုးတွေလဲဆိုကမ္ဘောဒီးယားတို့လာအိုတို့မြန်မာတို့နောက်ဖိလစ်ပင်းတို့အခုဆိုတခုနောက်ပိုင်းဆိုဒီဘယ်လိုပြောရမလဲအခုတောင်ကိုင်းဒီအရှိတောင်အာရှတော်တော်နိုင်ငံတော်တော်များများမှာလုပ်နေကြပါတယ်သူအလုပ်သမားတွေကိုသူကဘယ်လိုပြောရမလဲအလုပ်သားရှာဖွေလုပ်သားတွေကိုသူကဒီမှာလုပ်ဖို့အတွက်ဝန်ထမ်းပေါ့ဗျာဝန်ထမ်းရှာဖွေတယောက်ဆက်နေဝန်ထမ်းရှာဖွေတယ်ပြီးရင်သူတို့ဘယ်လိုလုပ်ရမလဲဆိုတော့အဲ့မှာရှိတဲ့သူကအလုပ်ကဘယ်လိုလဲဆိုတော့ဘယ်လိုကျွန်တော်နဲ့တည်တဲ့လူမျိုးတွေဆိုလို့ရှိရင်အခုကြားဖြတ်မှာဆိုလို့ရှိရင်သူက security အဲ့လိုမျိုးလုပ်တယ်နောက်ပြီးတော့ထဲမှာကတ်ချောဘယ်လိုပြောမလဲအဲ့ကွန်ပျူတာဘိုင်းတွေမှာလည်းလုပ်ကြတာရှိကြတယ်သူတို့ကဘယ်လိုပြောလာတာလည်းကောင်းတယ်ဗျာသူကတယောက်ကိုအနည်းဆုံးဒီသူတို့လောက်အားဆိုလို့ရှိရင်တယောက်ကိုအနည်းဆုံးဘတ်ငွေနဲ့သူတို့ဒီထိုင်းနေမှာနေတဲ့ဆိုရင်ဘတ်နဲ့ရှင်းတော့ဘတ်ငွေကိုယ်ထက်တောင်မှအများကြီးဆင်ကြည့်တယ်အဲ့တော့သူတို့ကမြန်မာနိုင်ငံထဲမှာလည်းနိုင်ငံတွင်းထဲမှာလည်းလုပ်ရတယ်ဘတ်နဲ့